အားလုံးပဲမင်္ဂလာပါဒီနေ့30 daily English sentence တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် How are you နေကောင်းလားလိုက်ပြောကြည့်မယ်နော် How are you နေကောင်းလား What's your name အမှ what နဲ့ is နဲ့ကိုပေါင်းပြီးတော့ပြောကြတာများတယ်ပေါ့နော် verb ကိုဖျောက်ပြီးတော့ပြောလို့ရတယ်ဒါပေမဲ့ what နဲ့ is နဲ့ကိုပေါင်းမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော် What's your name I mean what is your name ထက်ဆိုင်လို့ရှိရင်ပို့ပြီးတော့တတောက်တတာရှိတယ်ပေါ့နော်အဆင်ပြေတယ်လို့ပြောလို့ရပါတယ် What is your name ဒါမှမဟုတ် What's your name what နဲ့ is နဲ့ကိုပေါင်းလိုက်မယ် What's your name My name is Tuton ဆိုရင်ဒါတော့လွယ်ပါနော် My name is Tuton My name is Jojo My name is blah blah sentence ဟော Where are you going ဘယ်ကိုသွားနေတာလဲ Where are you going ဘယ်ကိုသွားနေတာလဲ I am going to school ကျောင်းကိုသွားနေပါတယ် I am going to school ကျောင်းကိုသွားနေပါတယ် What are you doing ဘာလုပ်နေလဲ What are you doing ဘာလုပ်နေလဲ I am studying လေ့လာနေပါတယ်စာလုပ်နေပါတယ်ပေါ့နော် I am studying လေ့လာနေပါတယ် Do you speak English သင်အင်္ဂလိပ်စကားလို့ပြောတတ်လား Do you speak English သင်အင်္ဂလိပ်စကားပြောတတ်လား Yes a little Yes ဟုတ်ပါတယ်နည်းနည်းပေါ့နော် Yes a little a little နေရာမှာတခြားဟာတွေအများကြီးလေးသုံးလို့ရတယ်ပေါ့နော်ဒါက beginner အတွက်ဆိုတော့အများကြီးတည်းမလိုပါဘူး Yes a little နည်းနည်းပါ Please help me Please ကျေးဇူးပြုပြီးတော့ help me ကျွန်တော်ကိုကူညီပါ Please help me ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုကူညီပါ Thank you very much ကျေးဇူးအရန်တင်ပါတယ် Thank you very much ကျေးဇူးအရန်တင်ပါတယ် You are welcome ရပါတယ်ကိုအင်္ဂလိပ်လို You are welcome ရပါတယ် You are welcome ပြီးလို့ရှိရင် sentence starting I understand နားလည်ပါတယ် I understand နားလည်ပါတယ်နားမလည်ဘူးဆိုလို့ရှိရင် I don't understand နားမလည်ပါဘူး I don't understand နားမလည်ပါဘူး Please speak slowly ကျေးဇူးပြုပြီးတော့ဖြည်းဖြည်းလေးပြောပါ Please speak slowly ကျေးဇူးပြုပြီးတော့ဖြည်းဖြည်းလေးပြောပါ Please speak slowly Okay ဒါတွေကိုအခါပြောပြီးတော့လေ့ကျင့်ကြပါပို့ပြီးတော့တိုးတက်ပါလာပါလိမ့်မယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြမယ်